ကျွန်တော်ရဲ့ရှေ့မှာရက်နေတဲ့ဘိုးကိုကြည့်ပြီးကျွန်တော်ကြောက်ရွံ့တရုပ်လို့ဆွမ်းအားသွားရတယ်အသားအရည်တွေကတွန်းလိမ့်နေပြီဒါပေမဲ့အဲ့ဒီမျက်လုံးတွေကတော့ကျွန်တော်ငယ်ငယ်ကချီပိုးခဲ့တဲ့ကျွန်တော်အဖိုးရဲ့မျက်လုံးတွေပဲအဖိုးတကယ်ပဲအသက်ရှင်နေရလားဒါဆိုဟိုနှစ်သမီးလေးကရောကျွန်တော်နှစ်သမီးလေးရှိခဲ့တဲ့ဘက်ကိုလေ့ကြည့်လိုက်တော့သူမှမရှိတော့ဘူးသူမနေရာမှာမဲရောင်လိပ်ပြအုပ်ကြီးတုပ်ပဲကျန်ခဲ့တယ်ဘိုးကကျွန်တော်လက်ကိုအတင်းဆွဲပြီးတောနက်ထဲကိုခေါ်သွားတော့တာပဲဘိုးကပြောတယ်မင်းတို့မင်းနဲ့အောင်သူခုငါတို့မျက်ရည်ကန်စီကိုအမြန်သွားမှဖြစ်မယ်သူမကမင်းရဲ့စိတ်ကိုမိုင်းတိုက်ထားတာချိန်မီချိန်မပိတ်နိုင်ရင်ဒီတောတွေမကောင်းမင်းရဲ့ဝိညာဉ်မှာဝါမျိုးခံရလိမ့်မယ်ကျွန်တော်လည်းအဖိုးနောက်ကိုရောင်လည်လည်နဲ့လိုက်သွားမိတယ်လမ်းမှာအဖိုးကပြောပြတယ်ဒီနှစ်သမီးဆိုတာတကယ်တော့တောဆောင်နဲ့မဟုတ်ဘူးတဲ့သူကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီတောထဲမှာအသက်ခံခဲ့ရတဲ့မိန်းကလေးတစ်ယောက်ရဲ့ကလေးစားချေခြင်းနဲ့ဝိညာဉ်နဲ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတန်တရားတစ်ခုကတော့ရှိနေတော့မယ်အဖိုးရဲ့လက်တွေကဘာလို့အေးဆက်နေရတာလဲပြီးတော့သူလမ်းလျှောက်သွားတဲ့နေရာတိုင်းမှာဘာလို့မျက်ပင်တွေကချက်ချင်းညှိုးနွမ်းသွားရတာလဲနောက်ဆုံးတော့ကျွန်တော်တို့မျက်ရည်ကန်ရဲ့ကန်ဆက်ကိုရောက်လာခဲ့ကြတယ်ကံရင်ပြေကကြီးလိုက်ရင်ရေမဟုတ်ပဲပြုတ်ပြင်ထားတဲ့မှန်တစ်ချက်လိုပဲလာရောင်ကကံရင်ပြင်ပေါ်ကျနေတာအရန်လှသလိုအရန်လဲကြောက်ဖို့ကောင်းနေတယ်အဖိုးကပြောတယ်ကဲအောင်သူမင်းလက်ထဲကလက်ပတ်ကိုရေထဲပစ်ချလိုက်တော့အဲ့ဒါမှအားလုံးပြီးဆုံးသွားမှာကျွန်တော်လက်ပတ်ကိုရွှတ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲကံရည်ပြင်ထဲမှာရောင်ပြန်ဟန်းနေတဲ့ပုံရိပ်ကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်ဘေးမှာရက်နေတဲ့အဖိုးရဲ့ပုံရိပ်ကကံရည်ထဲမှာတော့အဖိုးမဟုတ်ဘူးအဲ့ဒါကခုနကအရေးတော်ကြီးဖြစ်နေတာကျွန်တော်လက်ပြီးအနောက်ကိုဆုပ်လိုက်တဲ့အချိန်မှာပဲနောက်ကနေနှွေးထွေးတဲ့လက်တစ်ဖက်ကကျွန်တော်ပခုံးကိုလာခိုင်းနေကျွန်တော်လှည့်ကြည့်လိုက်တော့ခုနကပျောက်သွားတဲ့နတ်သမီးလေးဖြစ်နေတယ်သူမရဲ့မျက်လုံးတွေကအပြာရောင်ပြန်ဖြစ်နေပြီ။ဘာပြင်ပေါ်မှာမျက်ရည်တွေစီးကျနေတယ်။နတ်သမီးကပြောတယ်။မယုံနဲ့အောင်သူမင်းမေးကအကောင်ကအိုးရောင်ဆောင်ထားတဲ့အပေါင်းတူပဲ။ငါ့ကိုကြည်စမ်း။ငါကမင်းဘိုးအရန်ချစ်ခဲ့ရတယ်။မင်းရဲ့ဖွာအရင်ပဲ။